တရားစကားအာယုံပြုနာထောင်ပြီးတော့တရားနာတဲ့ကုသိုလ်ယူကြရအောင်ဒီကနေ့သာသနာတော်နှစ်2569ခုနှစ်မြမတက္ကရာမြမနှစ်ဒီနေ့နရောလာပြည်ကျော်3ရက်9ရက်12လ2025တောင်ငူမြို့ရတနာဘုံကျောင်းတိုင်း၌ဆောက်လုပ်ပြည်စည်းသွားသောရွှေရတုစွမ်းစားကျောင်းဆောင်အားနိမ္မာန်ဤမှန်သံဃာတော်ရှင်မြတ်တို့အားရေစက်ချလူတန်းချင်းမင်္ဂလာခန္ဓာနဲ့ရှမ်းပြည်တောင်ပိုင်းတောင်တရားမြို့ဤခွန်ပါကျော်မှရတနာဘုံကျောင်းတိုင်းဗရဏနာယကဆရာတော်ဗတ္တန္တဥဒ္ဒရရှင်မြတ်အားဘုနောပတံပရာသိက္ခာထိုင်ခြင်းမင်္ဂလာနှင့်ရန်ကုန်မြို့ကျောင်းသားရကကြီးဦးသိန်းဝင်းကျောင်းသားဤကမကြီးတော်စန်းတွင်တာမောင်မျိုးအောင်တမိမရင်ရင်တွေမြေမောင်စစ်မင်းပိုင်မြေမစစ်လုံးအိမ်မိသားစုတောင်မြို့နေသားကြီးမောင်အောင်တမိမရမင်းသိမြေမဆန်ယုံအိမ်မိသားတစုတို့ရဲ့ဒီကနေ့ကောင်းမှုကုသိုလ်ပွဲဒီကနေ့ကောင်းမှုကုသိုလ်ပွဲအခရေရောက်လာကြတဲ့ဓမ္မမာမကဓမ္မသုဏန္ဒတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်တို့အားဒီယနေ့ဓမ္မဒါနပြုဟောပြအပ်သောကျောင်းဤကျေးဇူးတရားတော်တဲ့ဗာတရားတဲ့ကျောင်းဤကျေးဇူးတရားတော်ဘုန်းကြီးတို့သာသနာမှာလွန်ကျေးဇူးများတဲ့အကြောင်းသာသနာဝန်ထမ်းရှင်ရန်တို့အတွက်အလွန်ကျေးဇူးများတဲ့အကြောင်းသာသနာတော်ကိုကြည်ညိုလေးစားကြတဲ့တရားတော်မတို့အတွက်အလွန်ကျေးဇူးများတဲ့အကြောင်းအလှူတကအလှူထဲမှာတော့ထိတ်တန်းအလှူပေါ့ကျောင်းရဲ့ကျေးဇူးကိုမပြောခင်လောကရဲ့အများဆုံးအလှူဒါန3မျိုးကိုဘုန်းကြီးပြောပြမယ်။နံပါတ်1အလှူဒါနကမြတ်စွာဘုရားကိုဆုံးကရတဲ့အလှူဟာလောကမှာအများဆုံးပဲ။ဒါလေးအလုံးမရမယ်။မြတ်စွာဘုရားကိုဆုံးဆက်ကလှူဒါန်းရတဲ့ကုသိုလ်ဟာလောကမှာပါတယ်ပဲ။မြတ်စွာဘုရားအဲဒီလိုမြတ်စွာဘုရားကိုဆုံးကရတဲ့အလှူထက်ဘုရားမှုရှိတဲ့သံဃာတော်ရှင်မြတ်တွေကိုကရတဲ့ဆုံးကယခုနကတော့မြတ်စွာဘုရားကိုကရတဲ့ဆုံးတဲ့ပို့ပြီးတော့မြတ်တယ်ဘုန်းတော်မိသားနာရှင်းအောင်နားလည်အောင်ပြောရရင်မြတ်စွာဘုရားကိုကရတဲ့ဆုံးဒီလောကမှာမြတ်တယ်အဲဒီမြတ်စွာဘုရားကိုကရတဲ့ဆုံးချေသံဃာတော်ရှင်မြတ်တွေကိုကရတဲ့ဆုံးကပို့ပြီးတော့ဖြစ်တယ်မြတ်ပါဗျာအဲ့တော့လောကမှာခုလူရတန်းရတဲ့အမြတ်ကုသိုလ်ဒါန2ခုရမယ်နော်မြတ်စွာဘုရားကိုလူရတာရဲ့ဘုရားအမှုရှိတဲ့သံဃာကိုလူရတာရဲ့ဟောတတိယအမြတ်တကအမြတ်ဆုံးကဘုရားအမှုရှိတဲ့သံဃာတော်ရှင်မြတ်တွေရည်မှန်းပြီးတော့အခုလိုတန်ကြီးကကြောင်းလူရတဲ့အလူကလောကမှာအမြတ်ဆုံးပဲအလုံးနာလေနော်ဒါဆိုရင်လောကရဲ့အမြတ်ဆုံးအလှူဒါနဘာအလှူလဲလို့ပြောရင်ကျောင်းအလှူလို့အာလုံးနာလေရမယ်ကြားလားအဲ့တော့ဒီကနေ့တို့တရားကိုသိဝင်းတို့ဒကမမဆန်းတို့မိသားတစုကနေပြီးတော့ဒီကနေ့ရွှေရတုစွမ်းသားကျောင်းဆောင်ကြီးကိုစောက်လို့လှူဒန်းလိုက်တာဘုန်းကြီးတို့သာသနာမှာတော့ဖြစ်တကယ်ထိတ်တန့်အကြဆုံးတကယ်အမြတ်ဆုံးအလှူကြီးကိုလူရဏရတာပဲလို့အလှူရှင်ကျောင်းတရားတော်မှလည်းဝမ်းသာရမယ်ဒီကနေ့ရောက်လာကြတဲ့ဒီပြည်သက်ကြီးလည်းအလုံးဝမ်းသာကြဖို့ပါပဲဒါလောက်ကျေဝန်းခန္ဓာပြီးတတ်ရတဲ့ဆွမ်းသာကျောင်းတော်ကြီးတစ်ဆောင်ကိုစောင့်လုပ်ပြီးတော့သံဃာတော်ရှင်မြတ်တို့ရဲ့ဘုံကိုရည်မှန်းပြီးသံဃာကိုလှူဒန်းလိုက်တာမြတ်စွာဘုရားကတော့အလှူတကအလှူထဲမှာတော့ဒါအစစ်အမြင့်ဆုံးအထက်တန်းအကျဆုံးအလှူပဲလို့
မြတ်စွာဘုရားမိန့်ထားတာရှိတယ်ကျလားနောက်တော့လူတွေကလူတွေမှာဘယ်လူကအမြတ်ဆုံးလဲဒါဆိုရင်ကောင်းပြီအလူတွေကလူတွေမှာအမြတ်ဆုံးပြတဲ့ကျောင်းလူကိုဒီကနေ့လူတန်းလိုက်ရပြီဒါဆိုရင်အဲ့ဒီကျောင်းကသာသနာတော်ကိုဘလို့ကျေးဇူးပြုတယ်လေသံဃာတော်ရှင်မြတ်တွေကိုဘလို့ကျေးဇူးပြုတယ်လေကျောင်းရဲ့ကျေးဇူးတရားလေးကိုကြည့်ကြည့်ရအောင်နံပါတ်1ကျောင်းစုသံဃာတော်ရှင်မြတ်တို့အတွက်တော့အရေးကြီးတဲ့အကအကွယ်တစ်ခုပဲတဲ့မှတ်ထားကျောင်းဆိုတာသံဃာတော်တွေအတွက်ပါတယ်လေအရေးကြီးတဲ့အကပဲပါဗျာမြတ်စွာဘုရားရဲ့သာသနာတော်အစမှာယဟန်တော်တွေကသစ်ပင်အောင်မှာနေကြရတယ်လိုင်ကူတွေလိုင်ကောင်းတွေမှာနေကြရတယ်အိုးရှူတွေမြောင်တွေ6တီထဲမှာနေကြရတယ်တချို့ဆိုကောင်းရိုးပုံထဲမှာဝင်ပြီးတော့ယဟန်တော်တွေနေကြရတယ်အဲ့တော့သာသနာတော်ရဲ့ခေတ်ကူးအစကာလကိုဘုန်းတော်ပေးတာနည်းနည်းလေးအာရုံပြုကြည့်သံဃာတော်အရှင်မြတ်တွေဟာဘယ်မှာနေကြလဲဆိုရင်သစ်ပင်အောင်မှာနေရတယ်ရှူတွေမြောင်တွေခြုံတွေထဲမှာနေရတယ်ဘူတွေထဲမှာနေရတယ်ဒါသာသနာတော်ရဲ့အစပဲအဲ့တော့အဲ့ဒီလိုသစ်ပင်တွေအောက်မှာရှူတွေမြောင်တွေထဲမှာနေရတဲ့အခါကျတော့ဘုန်းတော်ပေးတာစိတ်ထဲလက်မှန်းပြီးအာရုံပြုကြည့်ပေါ့ဘလောက်အန္တရာယ်များမလဲလို့တော်တဲ့တောင်ထဲမှာချင်းသေးတို့တစ်တို့ကြားတို့မွေတို့ခင်းတို့မရှိဘူးလားရှိပါဗျာတော်တောင်ရဲ့သဘာဝအနေရောမက်တီချင်းတွေရောမရှိဘူးလားရှိပါဗျာအဲ့တော့တစ်ပင်အောင်မှနေရမယ်တိုင်ကောင်းထဲမှာနေရမယ်ဆိုရင်အဲ့ဒီအန္တရာယ်တွေမရှိဘူးလားရှိပါဗျာအဲ့ဒါကြောင့်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောဒီလိုတရားတော်မှာဒီကြောင်းဆောက်လို့ထူထမ်းလိုက်တဲ့အတွက်တဲ့သံဃာတော်ရှင်မြတ်တွေအတွက်မှာအဲ့လိုတာရဲ့ပြိဿံတို့ရဲ့ဘေးရန်အန္တရာယ်ကလည်းအကာအကွယ်ရသွားတယ်ဖြစ်ချလားကဲယာတိကုတုဓာတ်ကိုကြည့်လိုက်ယာတိကုတုဆိုတာပူရာရှိတယ်အေးတာရှိတယ်အဲ့တော့နေပူရာရှိတယ်မိုးရွာတာရှိတယ်ဗိတံဩနာမတိဟန္တိတတောဝါလမိဂာနိသာဝိဟာရဟရိဒဂရမတိဆောက်လို့လူရတ္တတဲ့ကြောင်းဟာဝါလာမိဂာနိသာဟောဒီတောတောင်းထဲမှာရှိကြတဲ့ခြင်းသေးတွေသိကြတွေမတ္တိခြင်းရဲ့အန္တရာယ်ကိုလည်းပဲပฏิဟဏတိကာကွယ်ပိဋကဒီကုန်၏ဗိတံဩနာမတိဟဏတိယာတိကုတုရဲ့အပူနဲ့အေးကိုလည်းပဲအကာအကွယ်ပေးနိုင်ကြပြီကုန်၏တတောဝါလာမိဂာနိသာတရိတပိသမဂရိတိတိရိသာပိဝုဋ္ဌိယောဝိဟာရဟောဒီတရားဓမ္မတွေလူရန်ထားတဲ့အကြောင်းကမိုးရွာရင်မိုးကိုကာကွယ်ပေးတဲ့နေပူရင်နေကိုကာကွယ်ပေးတယ်မရလားကဲတစ်ပြောင်းမှနေရတာနဲ့အခုလိုကြောင်းထဲမှာနေရတယ်တူရဲ့လားတူပါပါဗျာကဲမိုးရွာပြီးနေပူပြီးနေတိုက်ပြီးဆိုလို့ရှိရင်တစ်ပြောင်းမှနေရတာဆင်းရဲမလားချမ်းသာမလားဆင်းရဲပါဗျာအခုလိုအပေါ်ကြည့်တော့လည်းအမိုးအောက်ကြည့်တော့လည်းအခင်းဖေးကြည့်တော့လည်းအကာအဲ့လိုအမိုးရောအခင်းရောအကာရောရှိတဲ့ဒီလိုကြောင်းထဲမှာသတင်းသုံးကြရတာသံဃာတော်ရှင်မြတ်တွေဆင်းရဲမလားချမ်းသာမလားချမ်းသာပါဗျာဧတယမနောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဝိဟာရဟောဒီတရားဓမ္မတွေစောင့်လို့လူရန်ထားတဲ့ကြောင့်ဆိုတာကဗိတံဩနံနဲ့အပူနဲ့အေးကိုလည်းပဲပฏิဟဏတိပဲပြောင်းနိုင်ကြတယ်ဝါလမိဂာနိသာတို့တဲ့တောင်းထဲမှာရှိတဲ့ရှင်သစ်သိကြားတို့ရဲ့အန္တရာယ်တွေကိုလည်းပဲအကာအကွယ်ပေးနိုင်တဲ့ဆိုတဲ့ဣတိဣတဓမ္မကထာဤကဲ့သို့သောဓမ္မကထာဒေသနာကိုသာထာလူနတ်တို့ဆရာဘုရားမြတ်ဘဂဝါကကထေတိမေတ္တာကရုဏာရှိရှုကာဖြင့်ကောင်းစွာမသွေမိန့်ကြားတော်မူခဲ့ပါပေသတည်းကဲကြမြားလေးချပြမယ်လိုက်စို့တရိစ္ဆံဘိယံမတိယံကာယံပြီးတဲ့ကြောင်းတရိစ္ဆံဘိယံမတိယ
ယံ